အားလုံးပဲမင်္ဂလာပါအင်ဂျယ်ရဲ့ audio book channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆီယမပုံညခင်ရေးသားထားတဲ့လက်ကျန်လာရောင်ဆိုတဲ့စာအုပ်လေးရဲ့အပိုင်းခွန်ကိုဆက်ပြီးဖတ်ပြပေးသွားမှာဖြစ်ပါတယ်နားဆင်ခံစားပေးကြပါအောင်ရှင်တောင်ရိုးကြရေဝင်ဖို့အတွက်ပဲရေလမ်းဖောက်ထားခဲ့တာခုတော့လမ်းတွေဟိုကဖောက်ဒီကဖောက်နဲ့ရေဝင်လမ်းတွေပိတ်ကုန်ပြီထင်ပါရဲ့ကွယ်အဖွားကြီးစကားတွေကိုနားထောင်ပြီးမျက်လုံးကလေးမှိတ်၍စိတ်ကူးရင်လိုက်လင်ပန်းချငုံထုံတင်သည်ရေပြည့်ရှင်သောရေကန်ကြီးကိုမြင်အောင်ကအပူတန်တက်တာအေးမြလာသည်ဟုထင်ရသည်၆သွေးလာသောမင်းနန်းသူဝင်းကျင်သည်ထိုရေပြည့်ရှင်သည့်လေးတောင်ကန်ကြီးကြောင့်ဆိုပြေလာသည်ဟုထင်မိသည်မိုးခါတွင်အရှိဘက်ရေဝင်ပေါက်စီကရေတို့သည်ကန်တွင်သို့တဝဝတွန်းကြဖြည့်သွင်းပေးလိုက်သောအခါကြာတို့သည်ပင်လူလွန်ယုံထလာသည်ဟုထင်မိ၏ကံပတ်လဲမှာတော့တစ်ပင်တို့သည်အုပ်ဆိုင်ဆိုပြီးအမြလျက်မင်းနန်းသူ၏လှပြူပြူတို့သည်ရေအိုးကိုစီရွက်ကရေခတ်စည်း၍လာကြလေသည်စိတ်ကူးရင်ချင်းကိုရက်တန်း၍မျက်လုံးဖွင့်လိုက်သည့်အခါမှာတော့၆သွေသောဝင်းကျင်ကိုသာမြင်ရသည်စိမ့်စုံအုပ်ဆိုင်သည့်တစ်ပင်တို့အစားခန္ဓာရပင်များကိုသာတွေ့ရလေသည်ညကျသည်ဇရက်တွင်ထိုင်ကအမောဖြစ်နေရကကမ်းပတ်စီသို့သွားဖို့ပြင်သည်စုပုတ်ကိုဒီကံမပြရသည်ဒီကံကိုပြကအဖေနှင့်ဖွားဖွားတို့ပြောပြခဲ့သည့်စကားတွေကိုလည်းစုပုတ်ကိုပြန်ပြောပြခြင်းသေးသည်စုပုတ်ရေလာဟိဘယ်သွားမလို့လဲမရေကန်စီသွားမလို့ရေကန်ကဘယ်မှာလဲဟိုမှာလေမမြင်ရဘူးမညကြီးကကံပတ်သို့လက်ညှိုးညွန်ပြတော့လဲစုပုတ်ကမမြင်မဲဟိုဒီကြည့်ရင်ညကြီးနောက်သို့လိုက်လာသည်အုတ်တတိုင်းကိုကြောကအတွင်ဘက်ရောက်တော့မှညကြီးကရေကန်ဘက်သို့လက်ညှိုးညွန်ပြလိုက်ရင်ဟိုမှာတွေ့လာမောင်လေးအဲ့ဒါရေကန်လေးယူလည်းမရှိဘူးနော်ဟိုရင်တော့ကတော့ရေတွေအပြည့်ပဲတဲ့မငငယ်တော့ကလားမဟုတ်ဘူးဖွားငငယ်တော့ကခုလေရေတွေပြည့်နေကောင်းပါပဲနော်ရေပြည့်တာမြင်ချင်လားမြင်ချင်တယ်မြင်ချင်မြင်အောင်လုပ်ပေးမယ်ညကြီးကခက်ပြုံပြောရင်းစူဘိုဤနောက်မှာတွားရလျက်သူ့မျက်လုံးတွေကိုလက်နှစ်ဖက်ဖြင့်ဖွာပိတ်ထားလိုက်သည်ဘာလုပ်တာလဲမျက်လုံးမိတ်ထားငင်းနေမပြောတာပဲနားထောင်ရင်မြင်အောင်ကြည့်နော်ဟိုဘက်ကခေတုံကားတဲ့နှတောင်မြမင်းရဲ့အမတ်တင်နာပရိကြီးမင်းအနန္ဒသူတို့စနီးမောင်နှကဒီယာကလူတွေတောက်သုံးဖို့ဒီရေကန်ကြီးကိုတူးဖော်ပေးခဲ့တာတဲ့မိုးတွေရွာလာပြီဆိုဟိုးတူးရင်တောင်ဘက်ကရေတွေဟာဒီကန်ရှိကရေစစ်ကန်တွေကိုရောက်လာပြီးမှရေဝင်ပေါက်ကနေကန်ထဲကိုရေတွေဝင်လာတော့တာတဲ့ကန်ပြီးမှဆိုရင်လည်းတစ်ပင်ဥယျာဉ်တွေစိမ့်ဆိုနေတာပဲတဲ့ကန်ထဲမှာလည်းရေအပြည့်ပဲတဲ့ကဲမြင်ပြီလားမမြင်ဘူးမှောင်မဲနေတယ်စူဘိုဤတုတ်ပြမှုကြောင့်ညကြီးခဏကြောက်တော့ပြီးမှရဲလိုက်မိသည်စူဘိုကကလေးပဲကလေးကိုအုံနောက်ဆအောင်တွားလုံးမိသူကညကြီးဖြစ်ပါသည်ညကြီးကအဖေပြောခဲ့ဘူးသည်စကားကိုတတိယမိလေသည်လူဆိုတာတိတာတွေများလာမှကိုမမီလိုက်တဲ့ကိစ္စတွေကိုမှန်းစားပုံမြင်အောင်တက်လာတာတိတဲ့အသည့်တွေကလည်းမှန်အောင်မှကိုမှန်းစားမြင်အောင်မှုတွေကတကယ်အမှန်နဲ့နှီးစပ်နိုင်တာပဲတမီးများကြီးညကြီးကတော့အဖေမကြာခဏပြောပြခဲ့သည့်အကြောင်းအရာတွေကိုသိထားခဲ့ရသူမဟုတ်ပုံဖော်မြင်အောင်စိတ်ကူးရင်တက်တော့လေစူပုတ်ကဖြင့်ကလေးရဲ့မို့အမောင်ကလွယ်လို့ဘာမှစိတ်ကူးပုံဖော်နိုင်မည်မဟုတ်ပေညကြီးကစူပုတ်ဤမျက်လုံးတွေကိုပိတ်ထားမိသောလက်တွေကိုဖယ်ရှားလိုက်ရင်ရင်မောနေတော့စူပုတ်ကညကြီးကိုနားမလဲသလိုကြည့်လေသည်ထို့နောက်ကလေးပြီးစူးစမ်းလိုစိတ်များလာသောစူပုတ်သည်ရေကန်ရှိရာအနေပိုင်းသို့လျှောက်သွားရင်းကန်ထဲကိုဆင်းရအောင်ဟဲ့ဖနဲ့မစင်းနဲ့မယုံမသိမလုံးနဲ့ကန်ဆောင်နဲ့မကြိုက်ဘူး
ကန်ဆောင်ကဘယ်မှာလဲမမဒီနားမှာဘယ်သူမှမတွေ့ပါဘူးမျက်စိနဲ့တော့ဘယ်မြင်ရမလဲစုဖို့ရဲ့ကန်ဆောင်ကဘယ်လိုမျိုးလဲမမအဲ့ဒါကတော့ညကြမှာအဖွားကိုမေးကြည့်ပြီးတော့မမကမင်းနားလေအောင်ပြောတတ်ဘူးကဲလာပြန်ကြမယ်ညကြီးကစုဖို့ပြောမှဆိုမှမဖြစ်ခင်အမြန်ခေါ်ကပြန်ရလေသည်ညကြီးငယ်ကလေးကတိထားခဲ့သည်မှာဤရေကန်ကိုစောင်းသည့်ကန်တော်အရှင်တူကြီး၃ယောက်ရှိသည်ဟူ၏အတော်ပလဲနှင့်အကိုကြီးအကိုလေးတို့ကဤရေကန်ကိုစောင့်ရှောက်နေသည်ဟုဆို၏ထို့ကြောင့်ဤရေကန်တဝိုက်မှာမယုံမသေးမလုပ်ရဲကြပြီညကြီးတို့ရွာမှာတော့နတ်တော်များများကိုကိုးကွယ်ယုံကြည်ကြလေသည်မုတ်ခေါင်ပြီးဆိုရင်အမေဇန်တီစီမှာဆူတောင်းကြ၏အမေဇန်တီဆိုသည်မှာတရားမင်းသမီးဖြစ်၍မိုးကိုပေးနိုင်သည်ဟုယုံကြည်ကြ၏မိုးများဖို့ဆိုရင်တော့မိုးကောင်းကြော်စွာစီမှာဆူတောင်းရ၏ကလေးများအန်တီရဲ့ကင်းဖို့အတွက်တော့မနေ့လေးစီမှာဆူတောင်းပါတာကြရလေသည်ညကြီးမှာတော့စူပုတ်ထက်စင်မေးလာမိမိကုန်းတွေကိုဖြေနိုင်စွမ်းမရှိတာသိကြသဖြင့်အဖွားထံသို့သာလွှဲပေးလိုက်ရတော့၏ညရောက်လင်တော့အဖွား၏ထူဆန်သောစကားတွေကိုညကြီးတို့နားထောင်ကြရလေသည်အဖွားပြောသည့်စကားတွေကပုံပြင်သဖွယ်နားထောင်ကောင်းလာ၏တချို့စကားတွေကိုတော့ညကြီးနားမလဲပါသို့တော့စိတ်ဝင်တစားနားထောင်ဖြစ်ခဲ့သည်လေးတောက်ကန်ရဲ့ရေအယောင်ကမိကြည့်ချင်းနောက်ကြည့်ကြည့်နေတဲ့ကွဒါပေမဲ့အဲ့ဒီရေနဲ့လျှော်ဖို့လိုက်ရင်မြည်ရည်နဲ့လျှော်တာထက်တောင်ဖြူသေးတာရှေးတုန်းကကန်တူးပေးခဲ့တဲ့သူတွေကသစ္စာတမာရီရှိခဲ့လို့လားတော့မသိဘူးရှေးတုန်းကဆိုလေးတောက်ကန်ရေဟာစေဘက်ဝင်တဲ့ရေဖြစ်ခဲ့တာပေါ့အဖွားတို့ငငယ်ကဆိုဟိုးပုပ်ပါဘက်ကတွင်းတောင်ပတ်ရွာတွေကဒီရေကန်ကိုလာခတ်ပြီးတဲသွားကြရတာအာနန္ဒဖျားပွဲလာရင်လေအပြန်မှာဒီရေကိုရေဘူးနဲ့ထည့်သေးသွားကြတာပဲဒီရေကိုမျက်စင်ခတ်ရင်မျက်စိနာတောင်ပျောက်တဲ့ကွယ်ပြီးတော့ကန်ရီကနောက်ကြည့်ကြည့်ကလေးဖြစ်နေမှတိုင်းရီပြေကကောင်းတာညကြီးနဲ့စုပုံမှာအဖွားကြီးစကားတွေကိုဗဇက်အဟောင်းသားဖြင့်နားထောင်နေကြသည်အလုံးစုံတော့နားလဲလာသည်မဟုတ်တိုင်းရီပြေဆိုတာနဲ့လဲအလံဝေးရနေရလေသည်အဖွားကတော့မြေပဲတောင်ကလေးကိုတူနဲ့တောက်ထူရင်းစကားဆက်၏တိုင်းရီပြေတခုခုဖြစ်ခါနီးတိုင်းရီပြေမငြိမ်သက်ဖြစ်ခါနီးပြီးဆိုကန်ရီကသူ့လိုကြည်လာရောကန်ရီကြည်လာပြီဆိုအဖွားရဲ့အဖေကကောင်းနေကြဗျာကန်ရီတော့ကြည်နေပြီဗျာဆိုပြီးတတိပေးနေတော့တာပဲဟိုရင်ဦးနေဝင်းအာနာသိန်းကနေတခါရေကြည်ဘူးတယ်88အရေးခင်းဖြစ်ခါနီးတခါကြည်တယ်ပထမတစ်ခါတော့ကဆိုရေကြည်ရုံတွေမကဘူးကန်ပေါက်သွားသေးတယ်ရှေးတုန်းကကန်တီရင်ကန်မျက်နှာပြင်အောက်ခံကိုကြေးပြားတွေခင်းပြီးဆင်းနဲ့နင်းခဲ့ကြတာဆိုတော့အဲ့ဒီကြေးပြားကျွန်းကြပြီးကန်ပေါက်သွားတာပေါ့ကွယ်အဲ့ဒီအချင်းကလေးကတိုင်းပြည်ကကမောက်ကမပါပဲကွယ်တိုင်းပြည်ဆိုတာဘာကြီးလဲဖွားဖွားအဲ့ဒါဘာလုပ်လို့ရလဲဖြာပေါ်မှာဝလျာမောင်မေးထောက်၍နားထောင်နေသောစုပုတ်ကအဖွားကိုမေးခွန်းထုတ်လိုက်သည်အဖွားကညီပဲထူနေသည့်တစ်သားတူကလေးနှင့်စုပုတ်ဤကောင်းကိုဖွားဖွားထူလိုက်ရင်အဖွားတို့တွေနေတဲ့နိုင်ငံရဲ့အရေးကိစ္စတွေကိုတိုင်းရေးပြည်လို့ခေါ်တဲ့ကွစုပုတ်လေးရဲ့အဖွားတို့နိုင်ငံထဲမှာဖြစ်ပေါ်နေတဲ့အရေးကိစ္စတိုင်းဟာအဖွားတို့အားလုံးနဲ့ဆိုင်နေကိုတိုင်းပြည်တွေကတနေရာမှာမီးတောင်နေရင်ဒါကိုနဲ့အဝေးကြီးပဲအနေသားကြီးပဲလို့ထင်ရပေမယ့်တနေ့ကျရင်အဲ့ဒီမီးတောင်ရဲ့မီးဘွားအစအနာအကျိုးဆက်ဟာကိုစီတနည်းနည်းနဲ့ရောက်လာတတ်တယ်ကိုနဲ့သက်ဆိုင်လာတတ်တယ်မြေကတော့ငယ်သေးလို့အဖွားပြောတာကိုနားလည်မှာမဟုတ်ပါဘူးညကြီးကအဖွားပြောတာကိုမမေ့နဲ့ကြလားညကြီးကနားမလဲတစ်ချက်လက်တစ်ချက်နဲ့ပင်ခေါင်းငင်ပြရလေသည်စုပုတ်ကတော့မျက်လုံးကလေးပေကလပ်နဲ့ဘာမှမသိဘူးညကြီးတို့စကားဝိုင်းတွေကိုမမငွေဝင်လာပြီးဆိုရင်တော့ပွဲကပြတ်သွားတတ်သည်မမငွေစိတ်ဝင်စားတာကတမျိုးဖြစ်သည်အဖွားဟိုစာကြိုးကြီးကတိတ်ဆိုးတာပဲနော်။ပါတယ်လှကြောဖွာစော
ကြောက်ပေါက်မာထူမင်းနှန်းသူတဲ့ဒီစာချို့အရာဆုံးဖွားစောရွာကလူတွေကချောတယ်လှတယ်ပေါ့မင်းနှန်းသူရွာသူတွေကရုပ်ဆိုးတယ်ပေါ့ဖွားစောရွာကလူတွေကအဲ့ဒီစကပုံအကုနဲ့မောက်မာနေချင်းကြသလားမသိပါဘူးဒီစကပုံကမှန်ဖြစ်မှန်မှန်ပဲနဲ့ငွေဆိုမင်းနှန်းသူရွာသူဆိုပေမဲ့ကြောက်ပေါက်မာလည်းမထူဘူးရုပ်ကလည်းချောမချောအဟိမမငွေအပြောရဲလာတာကိုအန်အောရေးချင်းလှကညကြီးထံကရေတန်းလေးတစ်ချက်ထွက်လာသည်မမငွေကညကြီးကိုမျက်စောင်းတစ်ချက်ထိုးကဘာရဲတာလဲငါပြောတာမဟုတ်လို့လားအဲ့ဒီစကပုံကိုပြောင်းပြရမယ်ဘလို့ပြောင်းပါလဲလှချောမင်းနဲ့သူကြောက်ပေါက်မှထူဖွားစောညကြီးကခိကနေကြည့်ရလိုက်မိပြန်သည်စုပုတ်ထံမှရေတန်းတဟီထွက်လာကမမငွေစကပုံကနားထောင်လို့လည်းမကောင်းဘူးနော်ဟီဟီတိတ်ဆန်းငါခောက်လိုက်ရမမငွေကစုပုတ်ကောက်ကိုခောက်ဖို့လက်ရွယ်လိုက်တဲ့ဖြင့်ညကြီးကမမငွေ၏လက်ကိုဖမ်းဆွဲထားလိုက်ရင်ကလေးကိုမလုပ်ပါနဲ့မမရဲ့ဟိုပြောကတားရသည်စုပုတ်ကဇက်ကလေးပူကနေသည်မမငွေကစုပုတ်ကိုမျက်စောင်းရွရင်ငါ့ကိုလှောက်တယ်ပေါ့ဟုတ်လားကောင်းလေးညင်ကိုချက်ချင်းမြစ်ချေပြန်ပို့လိုက်ရမလားမပို့ပါနဲ့မမငွေရဲ့အေးမပို့စေချင်လှချောမင်းနှန်းသူကြောက်ပေါက်မှထူဖွားစောလို့ခဏခဏရွရွနေကြလားစာကျိုးဆိုတာရွတ်ပါများရင်နှုတ်ကျိုးသွားရောလူရှိရောက်ရင်များများပို့ရော့ဖွားစောရကလူတွေလာရင်သူတို့ရှိမှများများရွတ်နေအဲ့ဒါဆိုပြန်မပို့ဘူးကြလားဟုတ်လှချောမင်းနှန်းသူကြောက်ပေါက်မှထူဖွားစောစုပုတ်ကလေးကမမငွေတင်ပြီးသလိုတူတူတော့ရွှေနေတော့ရာညကြီးမှာတနာမဆုံးမမငွေကတော့ကျင်းနဲ့မဆုံးဖွားဖွားကမမငွေကိုကြည့်ကညီကတော့အလားပါကိစ္စပဲစိတ်ဝင်စားနေတော့တာပဲဟုဆို၏ညကြီးကတော့စုပုတ်ကိုဆိုအနိုင်ကြည့်စင်လာတော့မမငွေကိုကြည့်မြရကျင်တော့ပြီထိုနေ့မှစကစုပုတ်ကလေးသည်မမငွေကိုမြင်တိုင်းနားထောင်မကောင်းသောစာကြိုးကြီးကိုရွတ်ရှာ၏လူအများရှိမှစုပုတ်ကထိုစာကြိုးကိုရွတ်သည့်အခါရွာကလူတွေကရင်မောကြကညကြီးတို့ခွေတို့တင်ပေးထားကြတာလားဟိဟုအမေခံရလင်တော့ညကြီးမှာရှက်မဆုံးသည်ထို့ကြောင့်စုပုတ်ကိုစာကြိုးမကြီးမရွတ်ဖို့တားမြစ်ရလေသည်ဤသို့ဖြတ်တန်းရင်းနှင့်ပင်လက်ပံနေပွင့်သည်တပိုရဲလာမင်းနှန်းသူ၏နှွေရမြကိုဖြတ်တန်းကုံဆုံးခဲ့ရလေသည်တပောင်းလာတရဖိပန်ဘုံမကြီးအရှင်သခင်မှာဒီမှာဝတ်ပါဒီမှာစားပါရွှေချင်းငွေချင်းလေးရှိုးခဲ့ပါရွှေအိုးငွေအိုးလေးပြုတ်ခဲ့ပါကျွဲစုကိုလည်းပေးပါဝတ်စုကိုလည်းပေးပါအဖွားဤအတန်ကလေးသည်အိမ်အပြင်အမောင်ထဲမှအဆက်မပြတ်ထွက်ပေါ်လျက်ရှိသည်အချိန်ကည8 နာရီခန့်ရှိခဲ့ပြီဖြစ်သည်လာက3 ရက်လာမှမျက်ခုံးစကလောက်ကလေးသာမြင်ရသည်ဖြစ်ရာတပေါင်းလာစ2 ရက်နေ့ညသည်လာရောင်ခင်းကပေါင်းမိုက်လျက်ရှိသည်အိမ်အတွင်းမှာမိခွက်အလင်းရောင်တချို့သည်သာအိမ်အပြင်ခြံထဲသို့ခတ်ဖြော့ဖြော့အလင်းကူနေသည်အမေကအဖွား၏နောက်မှခက်ကျက်လိုက်၍ဓာမီထိုးထားသဖြင့်သာအိမ်ကိုပတ်၍ခြံတွင်မှလမ်းလျှောက်နေသောအဖွား၏အရိပ်ရောင်ကိုခက်ဝါးဝါမြင်ရခြင်းဖြစ်သည်အဖွား၏ဘဲဘဲလက်တစ်ဖက်မှာတော့ငွေဖလားခက်သေးသေးတစ်လုံးကိုကင်ထားသည်ထိုဖလားလေးထဲမှာကရမတ်နှင့်နန္တာပြူတွေတူး၍ထည့်ထားသည်ထိုအမွှေးရည်ရဖို့ညကြီးလက်မောင်းတောက်အောင်နန္တာပြူသားကိုသွေးပေးခဲ့ရသည်အဖွား၏ညာလက်မှာတော့ပုံမကြီးပန်းနှင့်ဒေါနာပန်းတွေကိုကင်ထားသည်အဖွားသည်ပါဇက်ကလည်းတတတို့ရွရင်ပန်းကက်ကလေးများကိုအမွှေးရီကွက်ထဲသို့နှစ်လျက်အိမ်ပတ်လေးကိုဖြန်းပတ်နေသည်ညာကမှောင်ဝဲနေကအမေထိုးပြထားသည့်ဓာမီရောင်အလင်းအောက်မှာဖြာကနေဖြစ်သွားသည့်အမွှေးရီများကိုမြင်ရသည်ပန်းကက်ကလေးတွေလှုပ်ရမ်းသွားတာကိုမြင်ရသည်အင်းညကဘုံမကြီးအရှင်မကိုပင်ဖရသည်ညပင်ဖြစ်လေသည်ထိုညမှာညကြီးတို့တိုင်သားလုံးစကားကြကြမပြောကြငြိမ်ငြိမ်စိတ်စိတ်ပင်နေကြသည်တပေါင်းလာစ2 ရက်နေ့ဒီလိုညမှာ
အရှင်မကိုအိမ်သို့ပင်ဖိတ်ထားသဖြင့်အရှင်မကိုရိုသေလေးစားသောအပြင်တိတ်ဆိတ်စွာနေကြရသည်။ညာကြီးတို့ကနှစ်စဉ်ပူဇော်ပါဒနေကြမှုရိုးနေပြီဖြစ်တော်လဲစုပုတ်ကတော့မျက်လုံးကလေးအပြူသားဖြင့်အဖွားကိုလှမ်းကြည့်နေရင်ကညာကြီးကိုမော့ကြည့်ကမမဖွားကဘာလုပ်နေတာလဲယင်ပုံမကြီးအရှင်မကိုပင့်ဖိတ်နေတာပေါ့ပင့်ဖိတ်တယ်ဆိုတာဘာလဲခေါ်တာကိုပြောတာပေါ့ပုံမကြီးအရှင်မဆိုတာကရောပုံမကြီးအရှင်မဆိုတာတီးနှံအထွက်တို့အောင်ကူညီပေးတဲ့နတ်ကိုပြောတာမမတို့ရွာမှာနှစ်တိုင်းဒီလိုပဲပင့်ဖိတ်ပူဇော်ကြတာအခုသူရောက်ပြီလားရောက်ပြီဘယ်မှာလဲမတွေ့ပါလားစုပုတ်ကခေါင်းလေးချလိုက်ကအိမ်ထဲအနှံ့လှမ်းကြည့်ရင်မေးလိုက်သဖြင့်ညာကြီးကရင်ဖြေရ၏နတ်ဆိုတော့မမြင်ရဘူးပေါ့စုပုတ်ရဲ့စုပုတ်ကခေါင်းတစ်ချက်ကုတ်လိုက်သည်သူနားလဲပုံမရပြီပုံမကြည့်အရှင်မလန့်သွားမယ်တိုးတိုးတိတ်တိတ်နေကြနော်အိမ်ကိုတပတ်ပတ်ကပင့်ဖိတ်ပြီးသွားပြီဖြစ်၍အဖွားကအိမ်ပေါ်သို့တက်လာရင်ညာကြီးတို့ဘက်ကိုလှမ်းကြည့်ရင်သတိပေးလိုက်သည်ညာကြီးကစုပုတ်ကိုကြည့်ရင်နှက်ခမ်းဖျားမှာလက်ညှိုးလေးထောင်ကတုံတုံဟုတ်သတိပေးတော့စုပုတ်ကစက်ကလေးပုကငင်းတန်းနှုတ်ဆက်သွားသည်အဲ့ဒီနောက်မှာတော့ညာကြီးတို့စုပုတ်တို့လိုအစားမတ်သူများအားတက်စရာအစီအစဉ်စတင်နေသည်မနက်ဖြန်တပေါင်းလာဆန်း3ရက်နေ့မနက်စောစောတွင်စားတောက်ဖွယ်ရများဖြင့်အရှင်မကိုပူဇော်ကြမည်ဖြစ်ရာထိုညမှာအစားအသောက်များကိုကြော်လော်ချက်ပြုတ်ရခြင်းဖြစ်သည်အိမ်ထဲတွင်ငချောက်ကြော်ငါးကြော်နှင့်ပစွန်ကြော်ရနံများမှမှု၍နေတော့သည်ညကြီးတို့အတွက်တော့ဘုံမကြီးအရှင်မရှောက်တော်ရက်သည်တစ်နှစ်တစ်ခါဟင်းကောင်းများများဆုံဆုံစားရသောနေပင်သည်ဘုံမကြီးအရှင်မကအငွေ့သာစားပြီးညကြီးတို့ကလက်တွေကြကြစားရပြီးတော့မည်မနက်စောစောတွင်စားတော့ဖွယ်ရာတွေထည့်ထားသည့်မြေအိုးများကိုအရှင်မအတွက်ပူဇော်ထားပြီးမွန်းတက်စနစ်ကျော်မှလူတွေကယူစားခွင့်ရမည်ဖြစ်သည်သို့သော12နာရီထိုးချိန်ထိမအောင်နိုင်သူကအများစုဖြစ်လေသည်ညကြီးအယုတ်ကြော်မယ်ဟိတ်အယုတ်လာလုပ်ပေးအောင်မိဖို့ကြောင့်ဘက်စီကအမေခေါ်တဲ့ကြောင့်ညကြီးကစုပုတ်ကိုခေါ်ကာမိဖို့ကြောင့်ဘက်သို့ရှောက်လာခဲ့သည်မိဖို့ကြောင့်ကိုရောက်တော့အမေကစံမုံနှင့်ကောင်းချင်းမုံရောနေထားသည့်မုံနှင့်ပကံကိုညကြီးကိုလှမ်းပေးသည်မမငွေကမိဖို့ရှိမှထိုင်၍ငါးကြော်နေသည်ညကြီးကလက်သွားစီပြီးမှမိဖို့ကြောင့်အဝေဝါနားမှထိုင်ကမုံနှစ်တွေကိုနှိပ်၍အယုတ်လုပ်ဖို့ပြင်ရသည်စုပုတ်ကမုံနှစ်နှင်းနေသည်ညကြီးနားမှာလာထိုင်ရင်မေး၏မမအဲ့ဒါဘာလို့မလို့လဲအယုတ်လို့မလို့ဘာယုတ်လဲအစုံပဲလက်စော့လက်ကောက်ကြောက်ပြင်ပုံတနခါတုံးပုံလူပုံစံအိုးစီအိုးငွားရုပ်ပုံတွေပေါ့အဲ့အယုတ်တွေလုပ်ပြီးဘာလုပ်မှလဲစီးနေကြော်ပြီးအရှင်မအတွက်တင်းနဲ့အစားအသောက်အိုးတွေထဲကိုထည့်ပေးလိုက်ရမှာပေါ့ညကြီးကစုပုတ်မိတာကိုဖြစ်ရင်စေးပိုင်နေသည့်မုံတွေတွေကိုယူကာအယုတ်လေးတွေလုပ်နေလိုက်သည်မုံတွေဖြင့်အယုတ်လုပ်ရသည်မှာရွှွန်ဖြင့်အယုတ်လုပ်ရတဲ့ကဲ့သို့ပင်ဖြစ်သည်ပုံမကြီးအရှင်မကိုတင်ပြီးစားတော့ဖွယ်ရအိုးများကလည်းများလာသည်ဖြစ်ရာအိုးရိုင်းစီမှာထည့်လိုက်ဖို့အယုတ်လုပ်ရသည်အယုတ်များမှလည်းသူ့အထိပ်ပင်နဲ့သူရှိလေသည်ညကြီးတို့အေးဦးကန်းတွင်ထားပြီးအိုးတဲ့သို့လက်စွပ်ပုံငကောက်ပုံနှင့်ပုံမကြီးအယုတ်လူပုံတို့ကိုထည့်လိုက်ခြင်းသည်ဤအိမ်ရှိလူတို့ရွှေငွေရတနာပေါ်ကျဝါစီရန်ယူရခြင်းဖြစ်၏ဆံအိုးနာတွင်တင်ပြီးအိုးတဲ့သို့ဆံအိုးပုံမုတ်ကြော်ကလေးထည့်လိုက်ခြင်းသည်စံရည်စပါးပေါ်ကျဝါစီဖို့ဖြစ်၏စီအိုးနှစ်ဘေးတွင်တင်ပြီးအိုးတဲ့သို့စီအိုးပုံမုတ်ကြော်ကလေးထည့်လိုက်ခြင်းမှာစီပေါ်ရှန်စီဖို့ဖြစ်သည်ပုံမကြီးအရှင်မကမင်းမသားဖြစ်လျာအလားပါကြိုက်ချမှာပဲဟုယူဆလျက်အိမ်ရှိကြောက်ပြင်ကလေးပေါ်တွင်တအိုးတီဗီဖြစ်ရာထိုအိုးတဲ့သို့တနခါပုံကြောက်ပြင်ပုံမုတ်ကြော်ကလေးတွေထည့်ရလေသည်လဲထားသည့်နေရာဘေးမှာဟိုတင်နေတော့ငွားရုပ်ကြော်ကလေးတွေထည့်ကာတင်ရလေသည်သီးနှံထွက်တိုးစီရန်
ထို့သို့တစ်နှစ်တစ်ခါပုံးပကြီးအရှင်မကိုပင်ဖိတ်ပူဇော်ရခြင်းသည်ရွာ၏ရိုးရာတစ်ခုဖြစ်သည်အဖေကဖះထံမှာလောဘနှင့်စုမတောင်းရန်ညာကြီးကိုဆုံးမထားသလိုရိုးရာအစဉ်အလာယုံကြည်မှုကိုလည်းတည့်ရမပြူပဲလေးစားရန်ဆုံးမထားခဲ့ပါသည်ဘလို့ပဲပြောပြောပုံးပကြီးနဲ့တင်သည့်နေ့တိုင်းဟင်းကောင်းတွေများများစားရသဖြင့်ညာကြီးတို့တွေပြောကြတာတော့အမှန်တည်းအိမ်မှာဟင်းမကောင်းသည့်ရက်တွေဆိုပုံးပကြီးနဲ့တင်သည့်ရက်ကိုတောင်ညှော်တက်လာခဲ့သည်မမကျွန်တော်လည်းအယုတ်လုံးမယ်လေစုပုတ်ကညာကြီးနာကကတိုးတိုးပူစာ၏ညာကြီးကမျက်ခုံးပေးမိရင်မင်းလုပ်တက်လို့လားလုပ်တက်တာပေါ့မမရဲ့ကျွန်တော်လုပ်တဲ့ရွှေရုပ်တွေဆိုကျွန်တော်တငယ်ချင်းတွေကသိပေါ်ကြတာဟုတ်လားသူတို့ကကျွန်တော်လုပ်တဲ့အယုတ်ကိုလိုချင်လို့ပတ်စံနဲ့တောင်ပေးဝေရတာအယုတ်လို့ရောင်းပြီးမုံဝယ်စားလို့တောင်းရတယ်အမေတဲဟုတ်ပါလားကဲကဲဒါဆိုလုပ်ကြည့်လေသွားလက်အရင်သွားစီလိုက်အောင်စုဘကပျော်သွားပုံဖြင့်အိမ်အပြင်ဘက်ရေအိုးစီသို့ခတ်သွက်သွက်လေးထွက်သွားသည်